ဗီဒီယိုထဲမှာတရေဖမ်းမိခဲ့တဲ့ထိတ်တန်း YouTuber 9 ယောက်တဲ့ Exploring with Josh နဲ့ကတူစွန့်စားခန်းဖွင့်ခြင်း Exploring with Josh ဆိုတဲ့ YouTube channel ဟာ6ချားစရာကောင်းပြီးလူသူစွန့်ပစ်ထားတဲ့အဆောက်အုံတွေကိုလိုက်လံရှာဖွေစူးစမ်းရတာကိုအဓိကထားပါတယ်အဲ့ဒီထဲမှာတရေ6ကယ်လို့နာမည်ကြီးတဲ့နေရာတချို့လည်းပါဝင်တာကြောင့်Josh နဲ့သူ့အဖွဲ့စားတွေဟာဒီလိုအဆောက်အုံတွေထဲမှာတခါတရံထူးဆန်းတဲ့အတွေ့အကြုံတွေနဲ့ကြုံတွေ့ရတတ်တာဟာအံ့ဩစရာတော့မဟုတ်ပါဘူး။နေရန်တွေပေါ်မှာပန်တာဂရမ်ကျဲငါးကွင့်ပုံစံဆုံးကွယ်အမတ်သားတွေနဲ့တခြားထူးဆန်းတဲ့စာလမ်းတွေရေးချစ်ထားတဲ့လူသူစွန့်ပစ်ထားတဲ့စာသင်ကျောင်းဟောင်းတစ်ခုကိုတွားရောက်စူးစမ်းနေတော့မှသူတို့အဖွဲ့ဟာရှင်းပြလို့မရတဲ့အရာတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ Oh my fucking god, did you get that on tape?That is insane. ဟေးလူတွေအခုတကားတွေအလိုလိုပွဲလိုက်ပိတ်လိုက်ဖြစ်နေတာအများကြီးပဲတခုခုကတောက်နဲ့ခောက်နေတဲ့အတန်မျိုးကြားရတယ်နေရန်တို့လာထူးနေတာနဲ့တူတယ်အေးဗျာတကယ်ပဲအဲ့ဒီတိုင်ကြားနေရတာအမလေးဖျားကြီးမင်းအဲ့ဒါကိုဗီဒီယိုထဲမှာတန်းထင်မိလားယူကျင်စရာပဲနေုံနောက်ထပ်တကားတစ်ခုထပ်ပိတ်သွားပြန်ပြီ Leave the abandoned school. အမလေးဖျားကြီးငါတို့ဒီနေရာကနေအမြန်ဆုံးလက်မှာထစ်တော်မယ်တကယ်ကိုကြောက်စရာကြီးနင် Angry and Scared Grandpa စိတ်တူတတ်တဲ့အဘိုးနဲ့ကြောက်တတ်တဲ့အဘိုး Angry Grandpa ဆိုတဲ့ YouTube channel ကတော့စိတ်တူတတ်တဲ့အဘိုးဖြီသူရဲ့ဒေါသကြီး or hit ဆဲဆိုတန်းဒီနဲ့စွန်စားခန်းတွေကိုဗီဒီယိုရိုက်ပေးတဲ့ဇာညွှန်းခွဲပြီးတာ scripted ဇာလန်တွေတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဗီဒီယိုတစ်ခုမှာတော့ဇာညွှန်းထဲမှာလုံးဝမပါဝင်တဲ့အရာတစ်ခုပေါ်လာခဲ့ပါတယ်အခုအဘိုးရဲ့နောက်ွယ်ကအမိုက်ပုံးကိုပဲဒေချာအာယုံစိုက်ပြီးကြည့်လိုက်ပါဗီဒီယိုထဲမှာအတန်မင်းနောက်တစ်ခါလေဖြတ်လို့သူတို့မင်းအင်ကိုတွားကြတာအဲ့ဒီအမိုက်ပုံးနောက်ကနေခေါင်းအလွန်သေးငယ်တဲ့တစုံတယောက်သို့မဟုတ်တစုံတစ်ခုကသူတို့ကိုချောင်းကြည့်နေပြီးပြန်ပြောက်ကွယ်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီခေါင်းပုံစံဟာကလေးတယောက်ရဲ့ခေါင်းခိဖို့ရတော့အရန်ကိုသေးငယ်လွန်းနေပါတယ်ဒီ clip ကိုပို့ပြီးယုံကြည်စိတ်ချရစေတဲ့အချက်ကတော့နောက်ခံမှာပုံအောင်နေတဲ့ဒီထူးဆန်းတဲ့ပုံရိပ်အကြောင်းကိုဗီဒီယိုထဲမှာလုံးဝထည့်သွင်းပြောဆိုထားခြင်းမရှိရကြောင်းပဲဖြစ်ပါတယ်။၃ Joe Weller's Mental Asylum Joe Weller ရဲ့စိတ်ချမ်းသာရေးဆေးရုံဟောင်း YouTuber Joe Weller ဟာပျော်စရာပြက်လုံးတစ်ခုအနေနဲ့စွန့်ပစ်ထားတဲ့စိတ်ချမ်းသာရေးဆေးရုံဟောင်းတစ်ခုကိုဝင်ရောက်ပြီးဗီဒီယိုရိုက်ဖို့ဆောင်ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဆောက်အုံတွေကတရားရာစီကနေကလေးတယောက်ရဲ့လောင်းဖောက်အော်ဟစ်တန်တွေကိုရုတ်တရက်ကြားလိုက်ရတဲ့အခါမှာတော့ Kids. What do we do here? Calyx and Gundigan. အခြေအနေတွေကပူပြီးတည်ကြည်လေးနဲ့တွားခဲ့ပါတယ်။ဒါတောင်မှဂျိုးဝဲလာနဲ့သူ့ရဲ့အဖော်ဖြစ်သူဟာဒီအတန်တွေကိုသိပြီးအလေးနဲ့မထားပဲအဆောက်အုံထဲကိုကလေးတွေရှောက်လေးနေတာဖြစ်မှာပါလို့အရွှင်ဖောက်ခဲ့ကြပါသေးတယ်။အမလေးအေးစီးလို့ပါဟယ်လိုအဲ့ဒါဘာအတန်ကြီးလဲသူငယ်ချင်းကလေးတွေထိုင်နေငါတို့ဘာလုပ်ကြမလဲ Alex တကန်ဒီကန်ကိုဖုံးဆက်လိုက်မလားညိုအဲ့ဒါဘာတူလဲဒါပေမဲ့အတန်တွေကပိုးပြီးကျဲလောင်လာပါတယ်သူငယ်ချင်းလာပြီးနောက်ရှက်နေတာဟုတ်ပြီအစင်ပြေးပါတယ်ညိုအဲ့ဒါဘာကြီးလဲငါတို့မင်းကိုလာဖမ်းတော့မှာကဲလာစမ်းပါမင်းပေါင်းပြီကိုချွတ်လိုက်စမ်းဘသူကလာပြီးနောက်ပြောင်နေတာလဲဟုတ်ပြီဒါကရဲစရာကြီးပဲနေုံတကယ်လို့အဲ့ဒါခလီးတွေမဟုတ်ရင်ကောကောင်းပြီမင်းအခုဖြက်စီးနေတာပဲမင်းဘာလို့မလို့လဲအဲ့ဒါဘာလဲဘာမှမရှိပါလားတောင်းပန်ပါတယ်အခုဘာမှလမ်းမပစ်ပါနဲ့ငါတို့အပြင်ထွက်တော်မှာမို့လို့ဟယ်လိုအဲ့ဒီမှာတယောက်ရောက်ရှိလားဘယ်သူမှမရှိပါလားသူတို့ဘယ်သူလို့ဒီလောက်မြန်ပြီးထွာနိုင်တာလဲဟယ်လိုဂျိုးနဲ့သူ့ငယ်ချင်းတို့ဟာအဆောက်အုံထဲလာတော့အပြင်မှာတော့တခြားဘယ်သူမှမရှိတာကိုတီးသွားတဲ့အခါမှာဒါအခြေအနေကိုပိုးပြီးအလေးနဲ့တတိထားမိပါတော့တယ်ဂျိုးဝဲလာငါနားမလည်နိုင်တာကတကားကိုတယောက်လာထူးနေတဲ့အတန်ကတကယ်ကြီးထွက်လာတာကွမင်းအဝေးမှာပစ်ခဲ့တဲ့တကားကိုမှတ်မိလားငါတို့စဝင်လာတော့ကအဲ့ဒီတကားကိုတယောက်လာထူးနေတန်ကြားရတာနောက်ဆုံးကြောက်ခဲနဲ့လမ်းပီစက္ကန့်20အကြာမှာသူတို့အဆောက်အုံထဲကထွက်လာခဲ့ပြီးမှဘဲသူကိုမှမတွေ့ရပါဘူးသူငယ်ချင်းငါဘာတန်မှမကြားရဘူးအေးအခုတောင်မှပဲတကယ်လို့ခလီးတွေဆိုရင်အ ਨੇ ဆုံးတောင်သူတို့ရဲတန်ဒါမှမဟုတ်အတန်တစ်ခုကြားရအောင်ပါလေဘာလို့အခုဒီမှာဘယ်သူမှမရှိရတာလဲဒီမှာကြည့်စမ်းထွက်ပေါက်လမ်းကိုဗီဒီယိုရိုက်ပြလိုက်ဒီနေရာကိုဖြတ်ပြီးဟိုချန်စီယိုကအပေါက်ကနေထွက်ရမှာအတန်မမီအောင်ထွက်သွားဖို့ဆိုတာမထင်နိုင်ဘူးဒါပေမဲ့ငါတို့ထွက်သွားတဲ့အတန်လုံးဝမကြားရဘူးမင်းကဘာတန်မှမကြားဘူးလားအင်းမကြားဘူးလေကွာပါကျူးစီအတရေ YouTuber ကွာပါကျူးစာ
သူ့ရဲ့အိမ်မှာအရင်အိမ်ပိုင်ရှင်ဟောင်းရဲ့ဝိညာဉ်6လနေတယ်လို့မခါခဏပြောလိရှိပါတယ်ဗီဒီယိုတစ်ခုမှာတော့သူဟာသူ့ရဲ့အိမ်အမိုးထပ်ကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့တကားခေါက်တန်းတွေကိုရိုက်ကူးမိခဲ့ပါတယ် It's definitely coming from up here. Oh gosh. ဒီအပေါ်ကနေလာတာသေးချတယ်အမလီဖျားကြီးငါတယောက်ထဲတော့ဒီမောင်မဲနေတဲ့အမိုးထပ်ထဲကိုမရရဲဘူးသူကကင်မရာကိုချထားပြီး2မိနစ်လောက်အကြာမှာထူးဆန်းတဲ့ပုံရိပ်တစ်ခုဟာဝရန်ဒါမွင်းတကားမှာအရစ်ထင်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝရန်ဒါမွင်းတကားကြီးဟာသူ့အလိုလိုပွင့်သွားပြီးပြန်ပိတ်သွားခဲ့ပါတယ်နာ Joe Wella's Mental Asylum Revisited Joe Wella ရဲ့စိတ်ကျန်းမာရေးစီအောင်ဟောင်းစီဒုတိယအကြိမ်ပြန်လည်ရောက်ရှိခြင်းနံပါတ်3လုံးက YouTuber Joe Wella နဲ့သူ့သူငယ်ချင်းတို့စိတ်ကျန်းမာရေးစီအောင်ဟောင်းကိုတွားရောက်စစ်စီးခဲ့တာကိုတွေ့ခဲ့ပြီးပါတယ် Joe Wella ရဲ့ဗီဒီယိုလူပြောများပြီးနာမည်ကြီးသွားခဲ့ပြီးတဲ့နောက် Vijama ဆိုတဲ့ YouTube Channel ကလည်းအဲ့ဒီစွန့်ပစ်ထားတဲ့အဆောက်အုံကိုကိုယ်တိုင်တွားရောက်စူးစမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ဟာအဆောက်အုံထဲမှာလူမရှိတာသေချာအောင်စစ်ဆေးပြီးတဲ့နောက်ကျမ်းပြင်ပေါ်မှာကြုံမှုတွေဖြန့်ခင်းထားခဲ့ပါတယ်။ဒါမှသူတို့အထက်ရောက်နေတော့ကလေးတွေဖြစ်တခြားဘယ်သူဖြစ်ဝင်လာရင်သိနိုင်မှာမို့လို့ပါ။အဆောက်အုံထဲကိုဘယ်သူမှဝင်လာခဲ့ပေမဲ့သူတို့အထဲမှာရှိနေတော့ဆေးရုံတုံးအစားတောက်တွင်းလာကြီးတစ်ခုကလမ်းကိုပိတ်ဆို့ဖို့တဲ့အလိုလိုလိမ့်ထွက်လာတာကိုတွေ့လိုက်ရတဲ့အခါထူးဆန်းခြောက်ခြားပွဲအတွေ့အကြုံလည်းကြုံလိုက်ရပါတော့တယ် We heard a bang. I think that's the kids though. I'm not gonna lie. Oh shit! Oh, sorry guys. Wait. What the fuck was that? Is it? အဖွဲစားတွေငါတို့အုံခဏအတန်ကြီးကြားလိုက်ရတယ်အဲ့ဒါကလေးတွေလို့တာထင်မှာပါလင်းပြောတာမဟုတ်ဘူးရှူဟာတောင်းပန်ပါတယ်ကွာနေအောင်အဲ့ဒါဘာကြီးလဲဟာဒီမှာဘယ်သူမှမရှိပါဘူးနေအောင်ငါတို့ဒါကိုသွားစစ်ကြည့်အောင်အားလုံးပဲခဏနေအောင်ကျမ်းပြင်ကိုစစ်ကြည့်စမ်းကျမ်းပြင်ကိုကြည့်အောင်ဟေ့လို့ကျမ်းပြင်ကိုတေချာကြည့်ဘယ်သူမှမရှိဘူးငါတော့အနားမလည်နိုင်တော့ဘူးဒါပေမဲ့ဒီမှာဘယ်သူမှမရှိပါဘူးကျမ်းပြင်ကိုကြည့်လိုက်အောင်ဘယ်သူမှမရှိဘူးအမလေးဖျားကြီးဒီနားမှာဘယ်သူမှမရောက်ခဲ့ဘူးပဲငါတော့တကယ်ကြီးလက်ရှိုးပါဗျာအခုတော့ငါတကယ်ကြောက်လာပြီဒီအောက်ရောက်တော့အဆောက်အုံထဲမှာရှိနေတယ်မဟုတ်ဘူးငါသိတယ်မင်းရောက်ခန်းကိုတွားစစ်ခွင့်ပြုအောင်ဟာစိတ်ဖြက်စရာပဲကွာအထဲမှာတယောက်ရောက်ရှိနေတာလားငါအခုပြက်လုံးထုံနေတာမဟုတ်ဘူးနော်ဟေးကောင်ကြီးတယ်နေအောင်ငါအောက်ထပ်ကိုထပ်ပြီးတွားစစ်အောင်မယ်ဘာလို့လဲဆိုတော့ဒီနားမှာတယောက်ရောက်ရှိနေရမယ်ဟာဖျောက်သွားပြီဘာကြီးလဲဟာနေအောင်မဟုတ်ဘူးဒါမျိုးတော့မထင်နိုင်တာငါတော့ယူတော့ပါပဲမထင်နိုင်တာငါကိုခေါ်ပါအောင်ငါသွားပြီမင်းတို့နဲ့တွေ့မယ်မင်းထွက်သွားတော့မလို့လားသွားကြစို့ကောဒါတကယ်ကိုထူးဆန်းလို့နေ GoPro ကင်မရာအေးသွားစို့မင်းရဲ့ GoPro ကင်မရာအိမ်မှာချန်ခဲ့သေးတယ်တကယ်ကိုအခြေအနေဆိုးတာပဲတကယ်ကိုယူကျင်စရာကြီးပဲကိုရ It's fucked up, man. Oh my fuck. I was mental, bruv. Fuck. အခုဒီထိတ်တန်းဗီဒီယို9ခုမှာတော့ဗီဒီယိုရိုက်ကူးသူတွေတင်ပြထားတဲ့အတိုင်းအချက်လက်တွေကိုကျွန်တော်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဒါတွေဟာတကယ်အစ်စ်အမှန်လားဒါမှမဟုတ်လောက်ကျန်ဖန်တီးထားတာလားဆိုတာကတော့တင်ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ YouTuber တွေရဲ့ဗီဒီယိုတစ်ခုချင်းစီအပေါ်တင့်အမြင်ကိုအောက်က comment မှာရေးထားပေးခဲ့ပါအောင်။ဘယ်ဗီဒီယိုကအစ်စ်အမှန်လို့ထင်ရလဲဘယ်ဗီဒီယိုကအတုလို့ထင်ရလဲဘာကြောင့်အစ်စ်ဒါမှမဟုတ်အတုလို့ထင်ရတာလဲဆိုတော့တင့်ရဲ့အတွေးအမြင်တွေကိုအားလုံးသိအောင် comment မှာမျှဝေပေးခဲ့ကြပါအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ထားဖို့နဲ့ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ခေါင်းလောင်လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့အောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်